ကျမအိမ်ကဒီလမ်းအဆုံးမှာပါ1998ကမီးလောင်မှုဖြစ်ခဲ့တဲ့အိမ်လေကျွန်တော်အသက်23နှစ်မှာကြုံတွေ့ခဲ့ရတဲ့ကိုတွေ့ဖြစ်ရမှတခုရှိပါတယ်အတော်လေးထိတ်လန့်စရာကောင်းတဲ့အဖြစ်ပြက်ပါပဲဖြစ်စဉ်အားလုံးကိုအခုတည်းအသေးချာမှတ်မိနေတော့မှာတခါနွေရာသီအားလျက်တစ်ခုမှာကျွန်တော်အပိုးဘွားတွေရှိရာမျိုးပြနဲ့အလန်းဝေးတဲ့ကြေးရွာလေးကိုအလဲသွားပြီးအပြန်မိုးချုပ်ခဲ့ပါတယ်ညနေနေမဝင်ခင်ပြန်ချင်ပေမဲ့မရောက်တာလေးကြာအဖိုးနဲ့အဖွားကလည်းမပြန်စီချင်ကြတော့တစ်ဖက်မှာကျွန်တော်အလုပ်တွေရှိနေသေးကြောင်ပြောပြမှဒါဆိုလည်းညနေထမင်းစားပြီးမှပြန်ပါလို့ဆိုရကြောင်းအဖိုးနဲ့အဖွားစစ်ကြင်နေအောင်ညနေထမင်းစားပြီးမှပြန်လာခဲ့ပါတယ်အဲ့ဒီဘက်ရွာတွေကမျိုးပြနဲ့အလန်းဝေးရုံတွေမကပဲတရွာနဲ့တရွာတော့10မိနစ်ခန့်လောက်ခြားကြပါတယ်အဲ့ဒီညကနှွေခေါင်လီစိမ့်တွေတိုက်နေလိုက်တာများကြောချမ်းစရာတော့ကောင်းပါတယ်ဒီလိုနဲ့ကျွန်တော်ကျေးလက်လမ်းတွေပေါ်ကားကိုပုံမှန်အရှိန်လေးနဲ့မောင်းလိုက်ရင်ည7 နာရီဝန်းကျင်လောက်မှာလူတစ်ယောက်ကိုမြင်လိုက်ရပါတယ်တလောကလုံးမောင်မဲနေပြီးကားမီးအလင်းရောင်အောက်မှာပဲလှမ်းမြင်နေရတဲ့အဲ့ဒီလူကတဖြည်းဖြည်းပုံနီးလာမှတိလိုက်ရတာမိန်းကလေးတစ်ယောက်ဖြစ်နေပါတယ်သူမကကျွန်တော်ကားကိုလက်လန်းပြပြီးတားနေပါတယ်လူကြီးတွေမှန်လိုက်တဲ့ညဘက်လမ်းမှာတစိမ့်တွေခွန်မတင်နဲ့နော်ဆိုတဲ့စကားကိုသတိရလိုက်ပေမဲ့ဒီအချိန်ဒီနေရာမှာမိန်းကလေးတစ်ယောက်ရှိမနေတယ်မှုဆိုတဲ့အတွေ့အကြုံကားရက်ပေးခဲ့ပါတယ်သူ့ရဲ့မျက်နှာကိုလက်တစ်ဖက်နဲ့ကာထားပြီးလက်ပတ်အနီလေးပတ်ထားပါတယ်သူ့စပင်ရှည်တွေကလည်းစိုးပြီးကတ်နေကဖြူဘက်ဖြူရောအသားရည်နဲ့ခြေသားလုံးကြီးလေးဝတ်ထားတာကိုကျွန်တော်အတိအကျမှတ်မိပါတယ်ဘယ်တော့မှလဲဗျာလို့ကျွန်တော်မေးတော့အိပ်ပြန်မှာပါလမ်းကြုံလိုက်ချင်လို့ဆိုပါကျွန်တော်ကားနောက်ခံမှာဝေထိုင်လိုက်ပါတယ်ကျွန်တော်လည်းဘာမှဆက်မေးမနေတော့ပဲကားမောင်ထွက်လာခဲ့ပါတယ်ဒီလိုနဲ့စက္ကန့်အနည်းငယ်လောက်အကြာမှာကျေးဇူးပါအကိုကျမအိမ်ကဒီလမ်းအဆုံးမှာပါ1998ကမီးလောင်မှုဖြစ်ခဲ့တဲ့အိမ်လေသိလားလို့မေးလာပါတယ်ကျွန်တော်လည်းမျောလင်းချက်မဲ့စွာခေါင်းကြီးလိုက်မိရဲ့ရုတ်တရက်ကားရဲ့ဘက်မှန်ကနေလှမ်းကြည့်လိုက်တော့မှသူမရဲ့မျက်နှာတစ်ချက်ကမီးလောင်ပြီးပျက်စီးထားသူဒဏ်ရာတွေကိုမြင်လိုက်ရတာကြောင့်ကျွန်တော်နှစ်သက်မွေးတွေပါထောင်သွားသလိုတကိုယ်လုံးချက်သိမ်းတွေဖြန်းကနေထားခဲ့ရပါတယ်ကျွန်တော်အရန်ကိုလန့်သွားပြီးကားနောက်ခန်းကိုလှည့်ကြည့်လိုက်တဲ့ချိန်သူမမရှိတော့ပါအဲ့ဒီအချိန်ကားထဲမှာအသားတစ်မျိုးကိုမီးခင်ပြီးကျွမ်းသွားလို့ဖြစ်လာတဲ့အနံ့မျိုးရလိုက်ပါတယ်ကျွန်တော်လည်းကြောက်ရလန့်ရနဲ့ကားကိုအရှိန်တင်ပြီးအမြန်မောင်းလာခဲ့တာမျိုးစုံနာတိုက်ရင်ပြက်ကြီးရှိအဖြစ်ဆော့ဆော့ကမိန်းကလေးကိုပြန်တတိရပြီးကြော်တဲ့စိတ်ကနေအေးသွားပြန်ပါတယ်ကျွန်တော်အိမ်ကိုပြန်ရောက်လာတဲ့အထိကြောက်စိတ်တွေနည်းနည်းမှလျော့မသွားခဲ့ပါဘူးတညလုံးလဲလုံးဝအိတ်လူကိုမရဖြစ်ခဲ့ပါတယ်နောက်တနေ့အဲ့ဒီအနီးနားဝန်းကျင်မြို့နယ်ရဲစခန်းတစ်ခုမှာတွားမေးကြည့်တော့အဲ့အိမ်ကကြာပြီလေလွန်ခဲ့တဲ့25နှစ်တည်းကမီးလောင်ခဲ့တာပြီးတော့ရဲကကျွန်တော်ကိုဓာတ်ပုံပြတယ်1998ကသတင်းစာပါမီးလောင်မှုကြောင့်တည်ဆုံးသူ၄ဦးတည်းကတယောက်ကညမင်းကလေးဖြစ်နေပါတယ်ကျွန်တော်အမြင်မမှားပါဘူးသူ့လက်မှာဝတ်ထားတဲ့လက်ပတ်အနီလေးအဲ့ဒါညကကျွန်တော်တွေ့ခဲ့တော့ကလည်းတပုံစံနဲ့တူနေခဲ့တာပါအခုချိန်ဒီညဘက်ကားမောင်းပြန်ရင်ကားအနောက်ဘက်ကိုဘတ်မန်ကနေလှမ်းကြည့်မိနေတော့မှာပဲယခုအကြောင်းအရာလေးကတော့ကျမရဲ့အတိမိတ်ဆွေအကိုတူပြောပြပေးခဲ့တာဖြစ်ပြီးသူ့ရဲ့ခွင့်ပြုချက်နဲ့အတူပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ်အခုလိုမျိုးထိတ်လန့်ခြောက်ခြားပွဲအဖြစ်ပြက်နဲ့ကိုတွေ့ဖြစ်ရမယ့်အကြောင်းများကိုကျမတို့ Rio Studio မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် like and follow လေးလုပ်ပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်